မိခင်မြတ်တာကြီးမားတာကြောင့်89နှစ်အရွယ်မှာသားအတွက်တက်တူးဆီယာမကြီးဖြစ်လာတဲ့မမေအားလုံးပဲမင်္ဂလာပါဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်အသက်80ကျော်အဖွားတယောက်ကတက်တူးဆီယာမတယောက်ဖြစ်နေလိမ့်မယ်လို့ဘယ်သူမှထင်ကြမှာမဟုတ်ပါဘူးနော်ဒေါ်ဆန်းဆန်းညွန့်ဆိုတဲ့အမေကတော့အသက်89နှစ်အရွယ်ရှိပြီဖြစ်ပြီးမြန်မာနိုင်ငံရဲ့အသက်အကြီးဆုံးတက်တူးပညာရှင်တယောက်ဖြစ်ပါတယ်အသက်အရွယ်ကအိုမင်းနေပြီဖြစ်ပေမဲ့လက်ထဲမှာတက်တူးထိုးဆက်ကိုကင်ထားပုံမျက်မှန်လေးတက်ပြီးစူးစိုက်နေပုံတွေကထွေးချနေလို့ AI နည်းပညာနဲ့ဖန်တီးထားတဲ့ပုံလားဆိုပြီးတန်တရားဝင်ခဲ့ကြတာပါမြန်မာနိုင်ငံမှာဒီလိုအသက်အရွယ်အဖွားတယောက်ကတက်တူးထိုးပေးနေတယ်ဆိုတာရှားပါတာကြောင့်မြင်ရသူတိုင်းကအံ့ဩကြပါတယ်တကယ်တော့ဒီအမေကြီးဟာငငယ်ကလေးကတက်တူးပညာရှင်ဖြစ်လာခဲ့တာမဟုတ်ပဲမိခင်မြတ်တာကြောင့်ပဲတက်တူးဆရာမကြီးတယောက်ဖြစ်လာခဲ့တာပါလူအများကဒေါ်ဆန်းဆန်းညွန့်ကို AI လို့ထင်ကြပေမဲ့အမေက AI မဟုတ်ပါဘူးလူစစ်စစ်ပါဆိုပြီးပြောပြချပါတယ်အမေကြီးရဲ့ဆိုင်ကတော့မြောက်ဒဂုံမှာရှိတဲ့ UFO Tattoo Studio ဆိုင်ဖြစ်ပြီးအမေကြီးရဲ့သားကိုပံ့ပိုးပေးခြင်းလို့တက်တူးဆရာမဖြစ်လာခဲ့တာပါအမေကြီးဟာသားလေးနဲ့အတူတက်တူးဆိုင်ဖွင့်ပြီးစီးပွားရေးလုပ်နေပါတယ်သားမီးနှစ်ယောက်စာအတွက်သားတစ်ယောက်တည်းရဲ့ဝင်ငွေနဲ့အိမ်ငါးကဆေးဘိုးတွေကမလောက်ငါဘူးလို့ဆိုပါတယ်သားဖြစ်သူတစ်ယောက်တည်းရုန်းကန်နေရတာကိုမကြည့်ရတဲ့မိခင်စိတ်နဲ့အသက်ကြီးပေမဲ့တက်နိုင်တဲ့ဘက်ကနေကုညီမဲ့ဆိုပြီးဆုံးဖြတ်ခဲ့တာပါသားဖြစ်သူကဆိုင်ကိုလူသိမြောင်ဘလို့လုံးရမှန်းမသိဖြစ်နေတဲ့အချိန်မှာခင်မိတဲ့အမေကတစ်တော့မှကြော်ညာဖို့အကြံပေးလိုက်ပါတယ်အကြံပေးုံတင်မကပဲအမေကြီးကသူကိုယ်တိုင်လည်းကြော်ညာမင်းသမီးဖြစ်ရိုက်ကူးပေးထားပါသေးတယ်ရှင်ဒါကြောင့်မဲသူတို့ရဲ့ဆိုင်လေးကိုလူသိများလာကတက်တူးလာထိုးသူတွေပေါ်လာခဲ့တာပါအမေရဲ့မြတ်တာကြောင့်ဆိုင်လဲလူသိများလာကအောင်မြင်လာခဲ့တာကိုသားဖြစ်သူကမျက်ရည်တွေကျနေခဲ့ပါတယ်မျက်ရည်တွေကတော့အမေရဲ့ကျေးဇူးအမေရဲ့စေတနာတွေကိုနားလည်ပြီးဝမ်းနဲ့ဝမ်းသာဖြစ်ရတဲ့မျက်ရည်တွေဖြစ်ကောင်းအမေရဲ့မြတ်တာကတော့သားသမီးတွေအသက်ကြီးသွားလည်းမပြောင်းလဲသွားပါဘူးရှင်လူတွေကအမေကြီးကိုအခုမှတက်တူးဆီယာမထားလို့တယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်းကျတော့အမေကြီးရဲ့တက်တန်းကမနှုတ်ပါဘူးရှင်အမေကြီးဟာသားနဲ့အတူတက်တူးပညာကိုသင်ထားခဲ့တာဖြစ်ပြီးတက်တူးထိုးတာ12နှစ်ရှိပါပြီလို့ဆိုပါတယ်12နှစ်ဆိုတဲ့ကာလတစ်ခုကဝါသနာနဲ့စေတနာမပါရင်ဖြတ်တန်းမှုမလွယ်ကူပါဘူးရှင်အသက်80ကျော်အရွယ်ကလေးကသားနဲ့အတူတူဒီလောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းလက်ရှိအချိန်မှာတက်တူးဆက်ကင်တဲ့အမေကြီးရဲ့လက်တွေကငြိမ်သက်နေကစူးစိုက်မှုအားကောင်းနေတာပါအမေကြီးတော်ဆန်းဆန်းညွန့်ကိုလူငယ်တွေလေးစားရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တက်တူးပေါ်မှာထားတဲ့အမြင်ကြောင့်ပဲဖြစ်ပါတယ်ရှင်းလူကြီးတွေတော်တော်များများကတက်တူးထိုးတာကိုမကောင်းတဲ့အလုပ်လို့မြင်တတ်ကြတယ်ရှင်ဒါပေမဲ့အမေကြီးကတော့တက်တူးထိုးတာကိုလူမိုက်လို့မမြင်ပဲအသားပေါ်မှာရေးထိုးလိုက်တဲ့ပကြီးကားတစ်ချက်လို့မြင်ကြောင်းအနုပညာဆန်းဆန်းအမြင်ရှိတဲ့သူပါအသက်89နှစ်အရွယ်အဖွားတယောက်ကတော့တက်တူးကိုပကြီးလို့မြင်နိုင်ရင်ကျန်တဲ့သူတွေကရောဘာလို့မမြင်နိုင်ရမှာလဲဆိုတဲ့အတွေးကိုရစီပါတယ်ဒါရင်မကသေးပဲဒီအတွေးကသားဖြစ်သူရဲ့အသက်မူဝမ်းကြောင်းပညာကိုတန်မိုးထားပြီးတဲ့မိခင်တယောက်ရဲ့ဂုဏ်ယူမှုလည်းဖြစ်ပါတယ်မြောက်ဒဂုံကအမေကြီးဒေါ်ဆန်းဆန်းညွန့်ကအသက်အရွယ်ဆိုတာကိန်းကနန်းသာဖြစ်ကြောင်းသက်သေပြခဲ့တဲ့သူပါရှင်မိခင်မြတ်တာဆိုတာအကန့်အသတ်မရှိတာကြောင့်သားဖြစ်သူရဲ့ဆိုင်ကိုကြော်ညာပေးဖို့လည်းဝင်မလေးခဲ့ဘူးရှင်အသက်ကြီးတဲ့အဖွားတယောက်ဖြစ်ပေမဲ့လည်းခင်မိတဲ့အတွေးခွန်နဲ့ရှုမြင်ပေးနိုင်သူလည်းဖြစ်ပါတယ်89နှစ်အရွယ်မှာအနားမယူပဲသားသမီးရဲ့ဝင်ကိုတစ်ဖက်တစ်လမ်းကနေဝင်ထမ်းပေးနေတဲ့အမေကြီးရဲ့စိတ်ဓာတ်ကတော့လေးစားစရာဖြစ်ပါတယ်အမေကြီးရဲ့မြတ်တာနဲ့တက်တူးဆိုင်နဲ့ပုံမအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေရှင်